ကျွန်တော်ကျမ်းမာရေးကဘယ်တော့မှပေါ်ဆလို့မရပါဘူးဘာလို့လဲဆိုတော့တင့်အသက်ဟာကျွန်တော်ပေါ်မှာမူတည်နေလို့ပါတခင်မင်္ဂလာပါကျွန်တော်ကတင့်ပိုက်ထဲမှာလူသိနေပြီးတိတ်ဆိတ်စွာအလုပ်လုပ်ပေးနေတဲ့သွေးချိုထိန်းသိမ်းရေးမှုမုံချိုအိတ်ဖန်ခရစ်ပါအနာဂတ်မှာထမင်းစားပြီးရင်မအိတ်ချင်ဘူးအစာချေဖြတ်ရတာမပင်ပန်းချင်ဘူးဆိုရင်ကျွန်တော်အတွက်ပန်းပွင့်လေးတစ်ပွင့်လောက်ပေးခဲ့ပါနော်တခင်ထမင်းစားပြီးတိုင်းသွေးချိုတက်မြင့်တက်လာရင်အင်ဆူလင်တဟုန်ထိုးထုတ်လုပ်ပြီးသွေးချိုပြန်ကျအောင်စွန်းစွန်းတမန်ဆောင်ရွက်ပေးနေသူဟာကျွန်တော်ပါပဲကျွန်တော်သာမရှိရင်တခင်စံပြုတ်တစုံတောက်လိုက်ရုံနဲ့တင်သွေးချိုတက်မိုးထီအောင်မြင့်တက်သွားမှာပါတခင်ကကျွန်တော်ကိုအစာချေအင်္ဂါတစ်ခုလိုပဲထင်ကောင်းထင်ပါလိမ့်မယ်တကယ်တော့ကျွန်တော်ဟာအမဲသားစီနဲ့ထမင်းတွေကိုချစ်ဖြတ်ပေးတယ်လို့သွေးတွေကတကြားတက်ကိုစောင့်ကြည့်စေပါတယ်တကြားတက်လိုအပ်ရင်ထုတ်ပေးပြီးပိုရှန်နေရင်တူလောင်ပေးတာပါကျွန်တော်ရဲ့အကြီးမားဆုံးဝမ်းနည်းစရာကတော့ကျွန်တော်အလွန်မင်းမောပန်းနေချိန်မှာတော့တခင်ကလုံးဝခံစားရမှာမဟုတ်ပါဘူးကျွန်တော်စတင်နာကျင်လာပြီဆိုရင်တော့အခြေအနေဟာတော်တော်လေးဆိုးရွားနေပြီဖြစ်ပါတယ်တင်ပြုတ်မှုနေတဲ့အလေးကျင့်တွေဟာကျွန်တော်ရဲ့ဘဝကိုအင်မတန်ခက်ခဲစေနေပါတယ်နှက်စင်တိုင်းမှာဖြူဖွေးတဲ့ဆန်းနဲ့ဂျုံတွေကိုပဲစားတယ်နေ့စဉ်တင်းကျင်လက်ဖက်ရည်နဲ့ကိတ်မုန့်တွေကိုတောက်သုံးနေတဲ့အခါကျွန်တော်မှာအင်ဆူလင်တွေကိုယူသွတ်စွဆုတ်ထုတ်ပေးနေရပါတယ်ကြားလာတဲ့အခါတခင်ရဲ့သွေးချိုဓာတ်ဟာလည်းပုံမှန်မဟုတ်ပဲမြင့်တက်လိုက်ကြားလိုက်ဖြစ်လာပါတော့တယ်တခင်အလွန်မင်းအစားတောက်တွေကိုကြမ်းတမ်းစွာစားတောက်တဲ့အခါအစာချေရည်တွေအချိန်မီမထွက်နိုင်ပဲအထဲမှာပိတ်ဆို့ကရောင်ရမ်းလာပါတော့တယ်အဲ့ဒီနာကျင်မှုဟာတကယ်ကိုမခံမရက်နိုင်အောင်ပါပဲတခင်ရက်တွေကိုနေ့စဉ်တောက်သုံးတဲ့အခါအက်ကိုဟောကကျွန်တော်ကိုတိုက်ရိုက်ထိခိုက်စေပြီးကျွန်တော်ကိုပြန်လဲချေဖြတ်နေရတယ်လို့ဖြစ်စေပါတယ်တခင်လေ့ကျင့်ခန်းလုံးဝမလုပ်တဲ့အတွက်ကျွန်တော်ခက်ခဲစွာတူလောင်ထားတဲ့တကြားဓာတ်တွေကိုသုံးပြုခွင့်မရတော့ပါဘူးတခင်ပိုဝလာလေးကျွန်တော်ပုံမပင်ပန်းလာလေးပါပဲဒီတော့စစ်စစ်ကရိယာတွေမလိုပဲတခင်သိနိုင်မဲ့တတိပေးချက်အချို့ကိုပြောပြပါရစေပထမအချက်ထမင်းစားပြီးမကြမီပြန်စားလာပြီးအချိုတွေအလွန်မင်းစားကျင်လာရင်ဒါဟာကျွန်တော်သွေးချိုဓာတ်ကိုလွန်ကဲစွာရှော့ချလိုက်လို့သွေးချိုပြန်ကျသွားတာပါဒုတိယအချက်နေလဲစားစားပြီးတာနဲ့အိတ်ချင်လာပြီးမျက်ခွန်တွေမေးစီလာရင်ဒါဟာကျွန်တော်ရဲ့ရုန်းကန်မှုအပြီးသွေးချိုဓာတ်တဟုန်ထိုးတက်လိုက်ကျလိုက်ဖြစ်ကအုံနောက်မှာစွမ်းရင်ပြက်လက်သွားလို့ပါတတိယအချက်ပိုက်အောင်ပိုက်ဖောင်းပြီးမစင်တွေအိမ်သာခွက်မှာကက်ကြံနေတာသို့မဟုတ်စီကွက်တွေပါလာရင်ဒါဟာကျွန်တော်မှာအစာချေအင်ဇိုင်းတွေမလုံလောက်တော့ပဲစီတွေကိုမချေဖြတ်နိုင်တော့လို့ပါစတုထအချက်ကိုလေးချိန်ဟာအကြောင်းရင်းမရှိပဲကြာဆင်းသွားပြီးဘလောက်ပဲဆဆဝါမလာတော့ရင်ညီကိုအများစုအလုံးမလုံးတော့ပဲတကြားတက်တွေစီးတဲကနေထွက်ပြေးကုန်ကြလို့ပါပစ္စမအချက်1 byte ထက်ပိုင်းမှာခက်ဆူးဆူးပူအောင်လာပြီးနာကျင်မှုကကြောဘက်စီကူးဆက်သွားရင်ကျွန်တော်ရောင်ရမ်းပြီးနာကျင်နေကြောင်းအော်ဟစ်နေတာပါလူအများစုဟာအိတ်ချင်တာဘိုက်ဖောင်းတာနဲ့အစာမြန်တာတွေကိုတီးခန့်လိုက်ရင်ရတယ်လို့ထင်ကြပါတယ်တခင်ကျွန်တော်ကိုလစ်လူရှုလိုက်တဲ့အချိန်တိုင်းမှာကျွန်တော်ရဲ့ညီကိုတွေအစုလိုက်အပြုံလိုက်ပင်ပန်းတေဆုံးကြရပါတယ်နောက်ဆုံးမှာသွေးချိုဓာတ်ဟာလုံးဝထိမရတော့ပဲနေရာတိုင်းမှာပြဿနာတွေစတင်လာပါလိမ့်မယ်အခြေအနေဆိုးရွားလာရင်ကျွန်တော်ဟာကိုကြီးမားတဲ့အရေးအိတ်ဖြစ်ပြောင်းလဲသွားပြီးတခင်ကိုခါတော့မဆက်နိုင်အောင်နာကျင်စေမှာပါကျွန်တော်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ဆိုတာအင်မတန်ရိုးရှင်းပါတယ်ဆန်ဖြူနဲ့ဂျုံဖြူစားသုံးမှုကိုတဝက်လျှော့ချပြီးကောက်နှံချမ်းတွေနဲ့အစားထိုးပါအစားတောက်တွေကိုလွန်ကဲမစားပါနဲ့အရက်ကိုရှော့တောက်ပါမတောက်ရင်အကောင်ဆုံးပါနေ့စဉ်လမ်းလျှောက်ပြီးစောအိတ်ဆက်ပါတခင်ထမင်းစားပြီးတိုင်းမအိတ်ချင်တော့တာသွေးချိုဓာတ်ငြိမ်သက်နေတာတွေရဲ့အနောက်ကွယ်မှာကျွန်တော်အစွမ်းကုန်ရုန်းကန်ပေးနေရတာပါဒီနေ့ကစပြီးကျွန်တော်ကိုတကြားရည်တွေနဲ့မနှွမ်းပါနဲ့တော့အရက်တွေနဲ့အစိတ်မခတ်ပါနဲ့တော့နော်မုံချိုအိတ်ဖန်ခရစ်ဆိုတာခန္ဓာကိုယ်အတွင်းအစာချေဖြတ်ခြင်းနဲ့တွေးချိုတတ်ကိုအချိန်နဲ့အမျှထိန်းညှိပေးနေတဲ့အဓိကအင်္ဂါဖြစ်ပါတဲ့စီးချိုနဲ့မုံချိုအိတ်ရောင်ရမ်းခြင်းယောဂများမဖြစ်အောင်ချိုလွန်းငံလွန်းသောအစားအစာများဒါနဲ့အရက်စစ်လိတ်တို့ကိုရှောင်ကျင်ပြီးကျန်းမာသောအလေးကျင့်များကိုစတင်လိုက်ပါဒီဗီဒီယိုလေးကနေဗဟုသုတတစ်ခုရရှိသွားတယ်ဆိုရင် like ပေးခဲ့ဖို့မမေ့ပါနဲ့နောက်ထပ်နေ့စဉ်ကျန်းမာရေးသတိပြုစရာလေးတွေကိုသိရှိနိုင်ဖို့ကျွန်တော်တို့ဒီ channel ကို subscribe လုပ်ထားပေးကြပါဦးတင်ရဲ့မိတ်ဆွေတွေစီလည်းမျှဝေပေးခဲ့ပါဦးနော်